မင်္ဂလာပါရှင်ဒီ e-visa master နဲ့လာပြီးတော့ဒီကိုရောက်ပြီးမှအကြောင်းမျိုးမျိုးကြောင့်မို့လို့အကြောင်းပြောင်းခြင်းနဲ့အကြောင်းပြောင်းလို့ရလားဆိုပြီးတော့လာမေးကြတဲ့သူလေးရှိလို့အဲ့ဒီ sharing လုပ်ပေးကြပါတယ်တချို့တွေကပေါ့နော်ဒီကိုအကြောင်းကိုနဲ့ရောက်လာပြီးတော့ခါရောက်တော့မှဥမာဒီမှာအမျိုးသားဖြစ်စေအဲ့လိုမျိုးရှိရပေါ့နော်ရှိရဆိုလို့ရှိရင်နေရာတွေကအရန်ဝေးနေလို့အဲ့အကြောင်းကရတဲ့အကြောင်းကိုရှောက်လိုက်ရတာပြီးတော့မှကျောင်းကအမျိုးသားနဲ့နေရဲ့အကြောင်းကိုပြောင်းလို့ရလားစသဖြင့်ပေါ့နော်လာမေးကြတဲ့ဟာတွေရှိရေပေါ့နော်အဲ့ဒါကျွန်မတိတလောက်လေး sharing လုပ်ပေးချင်ပါတယ်D4 တို့ D2 bachelor တို့စသဖြင့်ကျွန်မတခြား visa တွေရောကျွန်မမသိဘူးပေါ့နော်ကျွန်မသိရဲ့e-visa အကြောင်းလေးကို sharing လုပ်ပေးချင်ပါတယ်အဲ့တော့ e-visa master နဲ့လာမယ်ဆိုလို့ရှိရင်ခုနကလို့ကိုကဒီကျောင်းရောက်ပြီးသွားပြီဒီရောက်မှကျောင်းပြောင်းလို့ရလားဆိုရင်မရဘူးပေါ့နော်ဘာဖြစ်လို့မရတာလဲဆိုတော့ဒီကျောင်းနေကျမတို့ကရှောက်ပြီးသွားပြီဆိုရင်ဝင်ဝင်ရသွားပြီဆိုလို့ရှိရင် e-visa ကကျောင်းဘက်ကနေပြီးတော့မှကိုရီးယားလဝကဝင်ပြီးတော့ဒီကျောင်းသားကကျမတို့ကျောင်းကိုလာပြီးတော့တက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ visa ပေးပါဆိုပြီးသူတို့ကရှောက်ပေးထားတာမြန်မာနိုင်ငံမှာကျမတို့ e-visa တွေကမြန်မာနိုင်ငံမှာ visa ဝင်စရာမလိုဘူးပေါ့နော်အဲ့တော့ကျောင်းကရှောက်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကျောင်းကရှောက်ပေးတဲ့ visa ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကျောင်းကိုတက်မှပဲအဲ့ဒီ visa ကအကျုံးဝင်တာပေါ့နော်အဲ့တော့ကိုကဒီကျောင်းကိုမတက်တော့ဘဲနဲ့တခြားကျောင်းကိုပြောင်းချင်တယ်ဆိုလို့ရှိရင်ဒီဗီဇာကဒီကျောင်းကပေးထားဖြစ်တဲ့အတွက်ကြောင့်တခြားကျောင်းကိုအဲ့ပြောင်းလို့မရဘူးပေါ့နော်ဗီဇာတက်တန်းက2နှစ်ပဲပေးထားတာကကျောင်းတက်မှာမို့လို့ဒီကျောင်းအတွက်ပဲပေးထားဖြစ်တဲ့အတွက်တခြားကျောင်းကိုပြောင်းလို့မရတကယ်လို့ကိုကတခြားကျောင်းကိုပြောင်းချင်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကိုတစ်ခေါက်ပြန်ပြီးတော့ခါမှာပြန်လျှောက်ပြီးတော့အဲ့ကျောင်းကနေမှဗီဇာပြန်လျှောက်ပြီးတော့မှရတယ်ဆိုမှတစ်ခါပြန်ပြီးတော့လာလို့ရမှာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျမတို့အခုလက်ရှိရောက်နေတဲ့ဥစ္စာကကျောင်းကလျှောက်ပြီးလို့ရောက်နေတာဒီကျောင်းကိုတက်မှာလို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗီဇာရတာဖြစ်တဲ့အတွက်ကြောင့်တခြားကျောင်းကိုပြောင်းလို့လည်းမရဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးရှိပါတယ်နောက်တစ်ခုကကျတော့ e-visa master ရေးဆိုလို့ရှိရင်ဗီဇာတက်တန်းက2နှစ်ပေးထားတယ်အခုဆိုလို့ရှိရင်ဥမာ D4 လို့ဆိုလို့ရှိရင်တချို့ကျောင်းတွေဆိုရင်သူတို့ကျောင်းလာကတွင်းတလောက်ပဲဗီဇာတက်တန်းပေးထားတယ်ဥမာ6လစာပဲသူကကျောင်းလာကတွင်းထားတဲ့သူဆိုလို့ရှိရင်သူတို့ရဲ့ဗီဇာတက်တန်းက6လပဲရှိရယ်6လပဲပေးထားရယ်ပေါ့နော်တစ်နှစ်ပေးထားတယ်တစ်နှစ်ကျောင်းလာကတွင်းထားရယ်ဆိုလို့ရှိရင်သူတို့ရဲ့ဗီဇာတက်တန်းကတစ်နှစ်ပေါ့အဲ့တော့6လပဲတွင်းထားတဲ့သူတွေဆို6လပြည့်ပြီဆိုတာနဲ့တန်ရုံကိုသွားပြီးဗီဇာတက်တန်းတို့6လတခါအဲ့လိုမျိုးသွားတိုးရတဲ့ဟာရှိရယ်ပေါ့နော်အဲ့တော့အခုကျမတို့ဟာကြတော့ဒီကျောင်းဘက်ကရှောက်ပေးထားတယ်သူက2နှစ်တက်မယ်လို့ပြောထားဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့2နှစ်စာဗီဇာပေးထားတယ်ပေါ့နော်ခဏသွားတိုးစရာမလိုဘူး2နှစ်ပြည့်မှပဲအဲ့ဗီဇာကုန်မှပဲကျမတို့ကတိုးရမှာပေါ့နော်အဲ့လိုမျိုးလေးရှိရပေါ့နော်အဲ့တော့e-visa master နဲ့လာတယ်ရောက်ပြီးတော့မှအဆင်မပြေလို့အကြောင်းမျိုးကြောင့်မို့လို့ကြောင်းပြောင်းကျင်တယ်ရလားဆိုလို့ရှိရင်မရပါဘူးရှင်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြပါမယ်ရှင်အခုတလောပေါ့နော်ချက်ပေါက်မှာရော comment မှာရော reply အဲ့နေတိတ်ပြီးတော့မပြန်နိုင်ဘူးပေါ့နော်မပြန်နိုင်ဘူးဆိုတော့ဘာလို့လဲဆိုတော့ပြန်တဲ့လောက်တော့ပြန်နိုင်တဲ့လောက်တော့ပြန်နေစာဝင်တာတွေ comment တာတွေအရင်များလာတဲ့ခါရောက်တော့ကြတော့လေမပြန်နိုင်တော့ဖြစ်နေတာပါတကယ်လို့အရေးကြီးရယ်ဆိုရင်စာလေးခဏပို့ပေးပါလို့ request လုပ်ပါတယ်ကျေးဇူးများတင်ပါတယ်တကယ်လို့စာမပြန်နိုင်တဲ့ဥစ္စာလေးတွေအောက်ရောက်သွားလို့မမြင်တာလေးရှိရင်လည်းနားလေပေးပါမပြည့်ညင်လို့မဟုတ်ပါဘူးပေါ့နော်နည်းနည်းဆိုင်များလာလို့ပါရှင်ကျေးဇူးများတင်ပါတယ်ရှင်